ကျွန်တော်သိတဲ့လောက်ကတော့ level 6ဆင့်ရှိတယ်အဲ့ဒါကတော့ 1G အဆင့်မှာဆိုရင်တော့တန်ပြားတစ်ပြားနဲ့တစ်ပြားကိုဒါမျိုးချထားတယ်ဒါမျိုးထပ်ပြီးဆော်တာဖြစ်ဖြစ်ဒါမျိုးတစ်ဆက်တာဖြစ်ဖြစ်အဲ့လိုမျိုးအပြားလိုက်ကိုအပေါ်စီးကနေပြီးတော့စီးဆော်ရတဲ့ ring ပညာဆော်တဲ့ level ဆိုရင်အဲ့ဒါ 1G 2G ကြတော့သူက horizontal ဆိုတာကဒီလိုမျိုး horizontal ဒါမျိုးမြင်းချောင်းအကြောင်းကိုထောင်ထားပြီးတော့အဲ့ဒါကိုဒါမျိုးပြီးလိုက်ဆိုတာပြီးလိုက်ဆိုတာအဲ့ဒါကို horizontal အဲ့လိုမျိုးဆိုရင်လို့ရှိရင်အဲ့လူကို 2G လို့ခေါ် 2G grade အောင်တယ်ပေါ့နော်အဲ့လိုခေါ်တယ် rina လည်းလာမယ်ပေါ့ရှုံကိုပါဘူးကျမ်းမလေးဟာလည်းမရှိရဘူးဟုတ်ပြီနောက်ကကျတော့ 3G ကျတော့ဒီကောင်ကို vertical ထောင်လိုက်တယ်ဒါမှမဟုတ်ဒီ vertical တန်သားကွဲချောင်းလေးကိုတော့ဖြည့်ဆိုတာလေးဟာလည်းမရှိအောင်ရှုံမအောင်ဆိုတယ်အဲ့ဒါကညကြတော့ဒီ overhead အပေါ်မှာမော့နေတဲ့ဥစ္စာကိုအကောင်လေးပင်းဆိုတာအဲ့လိုဆိုတော့အဲ့ဒါကို 4G အဲ့ဒါဆိုတော့ကျွန်တော်တို့ဒီ steel ring မှာဆိုလို့ရှိရင်ဂျိုးလုံးမောက်ကုန်ဆိုတဲ့သူကဒါ 4G ပေါ့နော်အဲ့ဒီ 4G ဆိုတာဆိုလို့ရှိရင်ဒီ Rena မှာသူက card တွေရှိတယ်ဒီ combat တွေခုံးတဲ့အခွက်တွေကိုလိုချင်တဲ့ Rena အမှုအမောက်ဒီပြန့်ကားမှုဘာညာပေါ့နော်အဲ့ဒါတွေအားလုံးကသူက 4G အဆင့်လောက်ဆိုရင်အဲ့ဒါတွေအကုန်ရနေပြီဟုတ်ပြီ 5G ကျတော့ဘယ်မှာသုံးလဲဆိုတော့ပိုက်လုံးဆိုတာကဒီမှာပြတ်တယ်နုံနာမရှိလေကဒီမှာဒီပိုက်ပဲရှိတယ်ဒီဘက်ကရှိနေတယ်ဒီမှာတကယ်တည်းဒီပိုင်းမျိုးတွေမဟုတ်တကယ်ကျတော့သူက gas pipe တွေပြီးရင်ဟိုမှာလေstainless steel pipe တွေဒီလိုပို့တူပါညာဘယ်နောက်ပြီးတော့ရင်ဂျီနန် pipe တွေရှိတယ်ဒီ MS pipe တွေပေါ့ဒီ MS pipe တောင်မှပဲသူက MS pipe တိုင်းဒါမျိုး MS ပိုက်လုံးတိုင်းကိုဆော်လို့မရဘူးကျွန်တော်ရှိကိုရောက်လာတဲ့ဒါ Urea MS pipe မှာPIG နဲ့ဝင်ဆော်လို့ရတယ်ဒီပြောချင်တာကအဲ့ဒီ 5G ဆိုတဲ့အဆင့်တိုင်းပေါ့ဒီပိုက်လုံးကိုလည်းဒီချထားတယ်ချထားပြီးတဲ့ဥစ္စာကိုပိုက်လုံးကိုလှည့်မပြီးပဲနဲ့အလျားလိုက်ကိုပိုက်လုံးတစ်ခုပဲချမ်းမှာကွေးချောင်းနဲ့ဖြစ်ဆိုတာအဲ့ဒါ 5G ဟုတ်ပြီအဲ့ဒါဆိုတော့ပိုက်လုံးလေးကိုဒါမို့တိဆိုတဲ့အခါ 5G ကလွယ်လေးလို့ထင်ရတယ်အဲ့လိုတော့မလွယ်ဘူးကြဒီပိုက်လုံးနှလုံးကိုဒါမျိုးရှိတယ်ဒီပိုက်လုံးကိုချမ်းမှာအဲ့လိုဆက်တော့ဒီဘက်ကို fitting ချရတယ်။ဒီ fitting ချဆိုအဲ့ပိုက်လုံးရဲ့ကြားထဲမှာ3 mili 3 mili တန်ဖိုး cap တစ်ခုဟာထားတယ်။ဟာပြီးသွားတဲ့ဥစ္စာကိုသူက ring နဲ့ဆော်တယ်။ ring နဲ့ဆော်တဲ့ညမှာဘယ်လိုပြောမလဲဆိုတော့ဒီပိုက်လုံးရဲ့အတွင်းသားထဲမှာအပြင်ကနေဆော်ထားတယ်လို့မျိုးအတွင်းဘက်ကိုခုံးတက်နေအောင်ဆော်ရတာ။သူကအဲ့ဒါ penetration ပေါက်ဆော်ရလို့ခေါ်တာပေါ့နော်။ဘယ်လိုဆော်လဲဆိုတော့နော်ဖီလာချောင်းနဲ့ဒီကကင်တယ်ဖီလာချောင်းကိုကင်တယ်ဖီလာချောင်းကိုဒီဘက်ကနေပဲလက်ကတွန်းထည့်ရတယ်တွန်းထည့်ပြီးတော့အတွင်းသားကိုဆော်မယ်ဆိုရင်အဲ့ကောင်ရဲ့အတွင်းသားဟိုးအတွင်းထဲမှာဒီကောင်ကိုဒီဖီလာချောင်းကိုအတွင်းဘက်မှာထားပြီးတော့ဒီအဝနေဆော်တာအဝနေပြီးအဲ့လိုဖြည်းဖြည်းဆော်ပါတယ်အဲ့လိုဖြည်းဖြည်းဆော်သွားပြီးတော့အတွင်းဘက်ကိုအတွင်းမှာတလိုင်းအိမ်လုံးအခန်းလိုင်းပြရတယ်။လိုင်းပြီးဆိုတော့မှအပေါ်ကနေပြီးတော့အပေါ်ကနေမှနောက်ဖီလက်ဒီပေါ်မှာဒီကောင်ပြည့်သွားနောက်တလိုင်းထပ်ပြီးအဲ့ဒါပြီးတော့ကမှဒီအပေါ်ကနေနောက်တော့ဖီလင်းထပ်ပြီးတော့ပြန်ပြီးဒီကောင်ကိုပြန်ပြီးငုံပြီးဒီဘက်နှခမ်းကိုငုံပြီးတော့တစ်ခါပြီးတချို့ကြတော့အဲ့လိုမျိုး TIG နဲ့ဆော်ပြီးသွားတဲ့အပြင်မှာတော့မှထပ်ပြီးတချို့ကရေနံပိုက်တွေပါလို့ပြင်တော့ကွဲမှာဆိုလို့ဟောလုပ်တယ်အဲ့ဒီကနေတော့ဒီ steel welding မှာ steel ring ကြောင်းဒီတော်တော်ကို density ကောင်းတဲ့ဥစ္စာနဲ့ဒီတန်သားကျိုးမသွားစေတဲ့အဲ့လိုမျိုး steel ring ကြောင်းနဲ့အပေါ်ကနေထပ်ပြီးမှပြန်ဆော်လိုက်ပြီးအဲ့ TIG ဘောကနေပြီးထပ်ပြီး steel ring နဲ့ထပ်ပြီးဒီအမာကုတ်တွေထပ်တင်အဲ့လိုတင်တယ်အဲ့လိုမျိုး ring အဆင့်တွေရှိတယ်အဲ့ဒါကအဲ့လိုမျိုးဆော်နိုင်တဲ့အဆင့်က 5G ပေါ့နော်5G အဆင့်ဟုတ်ပြီအဲ့ဆိုတော့အဲ့ 5G ပြီးသွားလို့ဆိုရင် 6G ပဲရှိတယ် 6G ကျတော့သူကအမြင့်ဆုံး 6G ကဘယ်လိုမျိုးဆိုလဲဆိုတော့အဲ့လိုမျိုးတော့ penetration နဲ့ပေါက်ထားအောင်ရမယ်အဲ့လို resource နိုင်တဲ့ certificate တွေကလည်းသူနိုင်ငံကအတိအမှတ်ပြုလက်မှတ်တွေလည်းရရမယ်ရပြီးသွားရင်မှသူကတဘာတော်ရှိပြီဆိုမှသူကနေရာတွေကဘယ်လိုဆိုဒီလို55ဒီ sound နဲ့ပိုက်လုံးမျိုးပိုက်လုံးကြီး
ဒီလက်ဝဲနေမှာသူကဟိုပရိနာကောင်းအောင်ဆောင်နေမှုဆိုတာကတော့ခက်ခဲတယ်သူ့အလုပ်ကဘယ်နေမှာရတယ်ဆိုတော့သူကတိုက်တီနီယမ်ဆော်တာတို့အလူမီနီယမ်ဆော်တာတို့ဆိုတော့အဲ့ဒီ level လောက်တွေမှာသူဖြစ်သွားတယ်အဲ့ဒီလူတွေရဲ့လုပ်ငန်းခွင်တွေကဘယ်မှာရှိလဲဆိုတော့ဒီနေ့ပိုင်းလိုက်လုပ်ငန်းတွေ gas pipe တွေနောက်ပြီးဒီအာကာသနဲ့ဆိုင်တဲ့ဆောက်လုပ်ရေးဒီဆောက်ရေးလုပ်ငန်းတွေနောက်ပြီးတော့ရင်သူက nuclear တပေါင်းမို့လို့မျိုးအဲ့လိုမျိုးအဲ့လို pipeline တွေတကယ်ရေခဲဆက်တွေရှိတယ်နောက်ပြီးတော့ရင် boiler တွေရှိတယ်အဲ့လိုလူမျိုးကစစ်ကြီးအောင်ထားတဲ့လူမျိုးမှာအဲ့ဒီလူမျိုးနေရာမှာသူ့ကိုခေါ်ဆော်ရတယ်ဒီတမန်ကဆန်က level လောက်ကစစ်ကြီးနဲ့ထိုက်တဲ့နေရာမှာသွားဆော်လို့မရဘူးအဲ့ဒါကျွန်တော်သိထားတဲ့ဟာပေါ့နော်သူက carbon dioxide ထွက်နေတယ်ပြီးတော့ဝင်နေဆိုတာကဗျာသူက molecule တစ်ခုက